င်ပါလားဒီနေ့အပေါင်းစင်းလုံးမှာတော့ Bioderma ကနေပို့ပေးလိုက်တဲ့ Sensibio H2 ရော Masala Water လေးကိုအပေါင်းစင်းလုံးမှာပါဒီဥစ္စာလေးကဘာလို့ပို့လိုက်တာလဲဆိုတော့ Bioderma ရဲ့ Influencer Talent Award ကိုပြိုင်ဖို့ရအတွက်သူတို့ပို့ပေးလိုက်တဲ့ product လေးပဲဖြစ်ပါတယ်ဆိုတော့ Influencer Talent Award လေးပြိုင်ပွဲလေးပြိုင်တဲ့အခါကြလို့ရှိရင်လည်းဒီချပေးထားတဲ့ TikTok link လေးကိုအသေးလေးပေးပြီးတော့like and share လေးလုပ်ပေးဖို့လည်း request လုပ်ချင်ပါတယ်အခုကတော့ဒီအားလေးကို unboxing လုပ်ပြီးတော့ကိုရန်သဘောကျရတဲ့ product လေးဖြစ်တယ်လက်ရှိလည်းသုံးနေတာဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုး vlog လေးရိုက်ပြီးတော့အရင်တင်လိုက်ပါတယ်ဆိုတော့ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ် info လေးတွေကိုလည်း page မှာထပ်ပြီးတော့တင်ပေးပါအောင်မယ်เนาะဆိုတော့ TikTok သုံးတဲ့သူတွေရှိရင်လည်း Didi Diary Channel TikTok လေးကို follow လေးလုပ်ပေးပါအောင်လို့ပြတာရခံချင်ပါတယ်ရှင်ဆိုတော့ unboxing လေးကြည့်ရတာကြိုက်တဲ့သူရှိလို့ရှိရင်လည်းအသေးလေးပြပေးခဲ့ပါအောင်เนาะနောက် vlog တွေမှာထပ်ပြီးတော့တွေ့ကြမယ်တတာ